Cubers ရဲ့ moisturizing sun cream ကတကယ်ပဲနေတာမှာကစမ်းကြည့်ရအောင်နှစ်ဖိုးကတော့တခြား sun cream လိမ့်ပါမယ် True finger မတန်နဲ့ဒီချာလီလိမ့်မို့လည်းမမေ့နဲ့နော်သူရဲ့ texture လေးကစလိမ့်လိုက်တာနဲ့အေးလေး water based formula ကြောင့်မို့လို့အသားရဲ့ပုံမှာ hydration အပြည့်ဖြည့်ပေးနိုင်တယ် white cast လေးလုံးဝမကြံခဲ့ဘူးလေပေးနေရွက်တူလိမ့်မို့လည်းမမေ့နဲ့နော်ဒီမှာကြည့်ပါအောင် sun cream လိမ့်ထားတဲ့သားကြီးရဲ့လုံးဝဆူပြီးကြည်ရှင်းနေရပဲကဲဒါဆိုတော့အလှပြင်မိသွားပြီပေါ့နော်တနေ့ကုန်ဒီတိုင်းပဲရှောက်ပြီးတော့သွားပါမယ်အစီပြန်သွားရမျိုးလုံးဝမဖြစ်တဲ့အတွက်ကြောင့်မလို့တော်အဆင်ပြေတယ်ဒီမှာကြီးညာဘက်ထီကိုအသားကြီးကကောင်းနေတော့မယ်ချူအိမ်ပဲရောက်ပြီးတော့ makeup ဖြတ်ခံနေချိန်မှာသတိထားကြည့်မိရတော့နှစ်ဖူးကအသားကြီးနဲ့ဘာနှစ်ဖက်ကအသားကြီးနဲ့တူမနေဘူးပေါ့နော်နေကကျလို့ဆန်ခွင့်လိမ့်ပါတယ်ဆိုမှ SPF မပြည့်ရမျိုးကြီးတွေဝယ်ပြီးတော့ဘာလုပ်မှလဲနော်ကဲအဲ့တော့ဂျူရိုစီနှုတ်လဲတင်ပြီးတော့ quality လဲကောင်းတယ် SPF လဲပြည့်ရဲ့ဒီ Cube Brush ရဲ့ sun cream လေးကအထုပ်ရောဘူးရောရှိတော့ဂျူရိုကိုချိန်နဲ့တက်ရအောင်ရှိပြီးတော့ဝယ်လို့ရတယ်နော်အားလုံးပဲတတာပါ